BB စုံနဲ့လှတရားတွေနဲ့လှပနေတဲ့သမင်း၃ယောက်ကိုပရိသတ်တွေရွှေပွဲထုတ်ခဲ့တဲ့မင်းသမီးကြီးနနာလိုက်တချိန်ကထိတ်တန့်မင်းသမီးတယောက်ဖြစ်ခဲ့တဲ့မင်းသမီးချော်လေးနနာလိုက်ကတော့ခုချိန်ထိချစ်ခင်အားပေးတဲ့ပရိသတ်ခိုင်မာရရှိထားသူလည်းဖြစ်ပါတယ်။နနာလိုက်ကတော့အောင်မြင်ကြကြတဲ့နုပညာရှင်တယောက်ဖြစ်ခဲ့ပေမဲ့အိမ်တော်ကြပြီးချိန်မှာတော့နုပညာလောကကနေအပြီးတိုင်နှုတ်ထွက်ခဲ့ရလေဖြစ်ပါတယ်။သူကမြန်မာနိုင်ငံကချမ်းသာစွာစင်းဝင်တယောက်ဖြစ်တဲ့တထေသာစီတီဟာနဲ့ရွှေလက်တွဲခဲ့ပြီးအနုပညာလုပ်တွေကိုရှာသက်ပန်းဆိုလိုခဲ့တာပါ။နနာလိုင်းကအိမ်တောင်ကြပြီးကလေးကအနုပညာလောကကိုစွန့်ခွာခဲ့ကခုချိန်ထိပါပဲနနာလိုင်းကအိမ်တောင်ကြပြီးကလေးကအနုပညာလောကကိုစွန့်ခွာခဲ့တာခုချိန်ထိပါပဲသူကတစ်ချိန်ကအောင်မြင်တဲ့မင်းသမီးဖြစ်ပေမဲ့ကိုတော့သူ့ရဲ့အောင်မြင်တဲ့အချိန်တွေကိုကလေးတွေကိုတောင်ပေးမတည်ပါဘူးနနာလိုင်းကတော့အနုပညာနဲ့ပတ်သက်ရင်စိတ်နာစရာမရှိပေမဲ့ကလေးတွေကိုပရိသတ်ဝေဖန်မှာဆိုလို့ပရိသတ်တွေရှိကိုပွဲမထုတ်ခဲ့သလိုသူရဲ့ဖြစ်တည်မှုကိုလည်းကလေးတွေကိုမပြောခဲ့ပါဘူးမင်းသမီးချော်လေးနနာလိုင်ကတော့ပရိသတ်ရှိကိုကလေးတွေထုံပြခဲ့ပေမဲ့အခုကတော့သမင်းလေးတွေရဲ့ပုံကိုတင်ပေးချော်လုံးထုတ်ခဲ့ပါပြီမင်းသမီးချောနနာလိုင်ကအခုဆိုရင်သူရဲ့အမွေကိုစက္ကန့်မဲ့သမီးချော်လေး၃ယောက်ကိုထုတ်ပြခဲ့ရလဲဖြစ်ပါတယ်နနာလိုင်ရဲ့သမီးချော်လေးတွေကတော့မြင်သူတိုင်းချီကျူရမယ့်မင်းသမီးချော်လေးတွေပါပဲ၃ယောက်စလုံးကတယောက်တစ်မျိုးစီနဲ့လှသွေးကျွေးနေကြသလိုအဲဒီမှာမှအငယ်ဆုံးသမီးလေးကတော့မိခင်ဖြစ်သူနနာလိုင်ရဲ့လာတရားတွေကိုအပြေအဝပိုင်ဆိုင်ထားလဲဖြစ်ပါတယ်နနာလိုင်ကတခေတ်တခါမှာအလှဘယင်မဆိုတဲ့နာမည်နဲ့ကြော်ကြားခဲ့သူတယောက်ပါကျော်မော်ရဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားသလိုခန္ဓာကိုယ်ချိုးစားတဲ့မြင်တွေ့တကားငရလောက်တဲ့အထီကိုအချိုးစားဖြစ်တာပါအလှပတွေပေါင်းစုထားတဲ့နနာလိုင်ကပရိသတ်တွေကြားမှာရေပန်းအစားဆုံးမင်းသမီးတလက်ဖြစ်ခဲ့မှုတဲ့ဒီပါပဲကိုရလည်းလှပမှုတွေပြည်စုံနေသလိုအခုလည်းသူရဲ့လှပမှုတွေကိုလက်ဆင့်ကမ်းထားတဲ့သမင်းလေးတွေကိုလည်းထုတ်ကြွလာခဲ့ပါပြီကလေးတွေကတယောက်တစ်မျိုးစီလှတွေကျွေးနေသလိုအငယ်ဆုံးသမင်းလေးကတော့နနာလိုင်နဲ့တပုံစံတွေပါပဲအငယ်ဆုံးအထွေဆုံးလေးဖြစ်ပေမဲ့ရွှေလျားပြီးကြက်တရရှိတဲ့စနေလေးနဲ့လူကြီးလေးတယောက်လိုရင်ကျက်တဲ့အလားတရားတွေနဲ့လာချင်တိုင်းလာနေရလေဖြစ်ပါတယ်ပရိသတ်တွေကတော့ကလေးတောက်ရောက်ရဲ့အလားတရားတွေကိုကြည့်ပြီးသဘောကျနေကြသလိုအိမ်မကြီးချရှိတဲ့ကလေးတောက်ရောက်ကိုကြည့်ပြီးချစ်ချိုနေကြပြီလေဖြစ်ပါတယ်နနာလိုင်ကတော့အလားတရားတွေနဲ့ပြည်စုံတဲ့သမင်လေးတွေကိုဝေးထားသလိုဘာသာရေးလိုက်စားပြီးလိမ္မာရေးချရှိအောင်ဆုံးမသွန်သင်နိုင်ခဲ့ရလေဖြစ်ပါတယ်နနာလိုင်ရဲ့သမင်၃ယောက်ကတော့ပြီးပြည့်စုံတဲ့တထေသမင်တွေဖြစ်ပေမဲ့လည်းတခြားတထေသမင်တွေလိုကိုမမောက်တလို့ထင်တိုင်းမကျေကြပါဘူးငွေကြေးချမ်းသာတဲ့မိသားစုကမွေးဖွားကြတဲ့ကလေးတော်တော်များများကငွေကိုရေလိုသုံးပြီးစကားပြောရင်တီးတက်ကြပေမဲ့နနာလိုင်ရဲ့သမင်လေးတွေကတော့မိခင်ပြတ်သူရဲ့ဆုံးမသွန်တင်မှုတွေကြောင့်လိမ္မာရေးချရှိတဲ့ကလေးတွေအဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်နနာလိုင်ကတော့သမင်တွေကိုတော်တော်သွန်တင်ထားပုံပါပဲကလေးတွေမှာငွေချမ်းသာပေမဲ့ဟောရင်မရှိသလိုအနေအေးပြီးဖာသာရေးလိုက်စားတတ်ကြပါသေးတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်တစ်လည်းစိတ်ဝင်စားဖွယ်ရာအနုပညာရှင်တွေအကြောင်းများကိုတင်ဆက်ပေးမှာဖြစ်လို့အသစ်သစ်သော regional လို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်ဆုံးတရားအပြည့်ကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်